ဒါလေးကတော့ဒီချေတို့ရဲ့ဒါ scan ဆွဲနည်းလေးပေါ့နော်ဒီ scan မှာကျတော့ဒီချေတို့ကဒါအခုအရှည်လေးကိုဆွဲထားပေးတယ်နော်ဒီချေတို့ဒါလေးကအရှည်လေးကိုဆွဲထားပေးတယ်ဒါတော့100အောင်ယူထားတာပေါ့နော်100အောင်ယူထားတဲ့အခါကျတော့ဒီချေတို့ကဒါကလေရေသူမ scan လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာဒါကတော့ဒီချေက90လောက်ကနေပြီးအခု90လောက်ကနေပြီးတော့ဒီ50လောက်ကနေပြီးချေတို့ဒီလိုညှိချလိုက်တယ်ဒီအကားလေးကတော့ကိုစိတ်ကြိုက်ကိုသွားနော်ယူလို့ရတာပေါ့နော်စစ်တဲ့လူယူလိုက်တယ်ဒီဥစ္စာတော့အနောက်ချမ်းပေါ့နော်အဲ့တော့စစ်တဲ့လူယူလိုက်တဲ့အခါမှာဒီလိုပုံစံလေးဖြစ်သွားတာပေါ့နော်ဒီလိုပုံစံလေးဖြစ်သွားပြီးတဲ့အခါကျတော့ဒါကအနောက်ချမ်းလေးကိုတချို့ရင်စဆွဲတယ်ပြီးသွားတဲ့အခါကျတော့ဒါကတော့အရှိချမ်းလေးပေါ့နော်အရှိချမ်းကတော့ဒီကောင်လေးကိုဒါလို့ copy ကူးလိုက်တယ် copy ကူးပြီးတဲ့အခါကျလို့ရှိရင်တချို့ဘာလေးလုပ်လို့ရလဲဆိုတော့ဒီအရှိချမ်းလို့တချို့ထုံးစံအတိုင်း2 cent high လိုက်ပါတယ်နော် high လိုက်ပြီဆိုလို့ရှိရင်တချို့ဒီအရှိချမ်းလို့ရပါပြီဒါလေးကအရှိချမ်းဒါလေးအရှိချမ်းဒါအနောက်ချမ်းပြီးလို့ရှိရင်ကျတို့ကပတ်ကလေးရှိမှာပေါ့နော်ကပတ်ကလေးကျတို့တက်ပါမယ်ကပတ်ကတော့ဒီကနေပြီးကျတို့5 cm ယူတယ်ဒီကနေ5 cm ယူရလေးကိုရှိပါတယ်နော်ဒါလေးကိုရှင်းပြပေးပါမယ်ကပတ်ကတော့5 cm ယူမယ်ကျတို့စစ်ကလေးကကျတို့ဘေးကနေတက်ပါမယ်နော်ဒီဥစ္စာလေးကတော့စကတ်ကလေးပေါ့နော်စကတ်ကလေးပြီးသွားတဲ့ခါကျတော့ဒီကျတော့ဒီအင်ဂျီလေးမှာဆိုလို့ရှိရင်ဒီဝတ်စုံလေးမှာဆိုလို့ရှိရင်အင်ဂျီရှိပါတယ်เนาะအင်ဂျီလေးကအထဲထဲကအင်ဂျီအသေးလို့ကျပြောပြပါမယ်เนาะအဲ့တော့ဒါလေးကတော့အထဲကအင်ဂျီအသေးလေးပေါ့เนาะအထဲကအင်ဂျီအသေးလေးမှာเนาะဒါအထက်အင်ဂျီအသေးလေးမှာဆိုလို့ရှိရင်ဒီချေတို့ကဘာလေးပါလဲဆိုတော့ तू ကဒီကနေပြီးတော့ခက်ဟတ်ကလေးယူထားတယ်အထဲမှာဝတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့06 cm 7 cm လောက်ယူထားတာပေါ့နော် height ပြီးတော့ကိုလိုချင်တဲ့အနေထားကို height လိုက်တယ်အဲ့တော့ height လိုက်တဲ့အခါမှာဒီချေတို့ဒီမှာကြတော့လေheight ကလေး height ထားတဲ့အတွက်ကြောင့်မလို့နော်အတွင်းမှာမဟုတ်လို့တခြားနည်းနည်းခက်ဟတ်ကလေးလုပ်ထားတယ်ပေါ့နော်ဟတ်လေးလုပ်ထားတဲ့အခါကျလို့ရှိရင်တချို့တို့ဘာဂရုစိုက်ရလဲဆိုတော့ဒီ level တွေမဟအောင်ဂရုစိုက်ရတာပေါ့နော်ဂရုစိုက်ဖို့အတွက်ဆိုလို့ရှိရင်အရှိမ2 cm ကိုသူကစားလိုက်တယ်နော်ဒီဘာကျတော့2 cm လောက်ကိုတချို့တို့စားတယ်စားပြီးလို့ရှိရင်အခြေချမ်းမှာကျတော့ဒီအပေါ်လေးမှာလည်း2 cm လောက်ကိုတချို့တို့မှန်းပြီးတော့စားလိုက်တယ်နော်စားလိုက်ပြီးသွားတဲ့ခါကျတော့ရှင်တချို့တို့ဒီမူရင်းတောင်းရှိတယ်မူရင်းတောင်းတဲ့ဒီကောင်နဲ့ကိုတွဲလိုက်ပြီးတဲ့ခါကျတော့ရှင်ဒီတောက်ကိုဖွင့်မယ်ဒီတောက်ကိုပိတ်မယ်နော်အဲ့ဒီခါကျတော့ဒီလူပုံလေးဖြစ်သွားတာပေါ့နော်ဒီလူပုံလေးဖြစ်သွားတယ်အဲ့တော့နော်ဒါအရှိပေါ့နော်ဒါကကျတော့အနောက်ပုံလေးပေါ့အနောက်ပုံကကျတော့ဒီလိုမျိုးပဲဒီမှာ6 cm ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာလည်း6 cm